အားလုံးပဲမင်္ဂလာပါအချို့မိတ်ဆွေများပေါ့နော်တင်း300ဝင်းရင်တင်း300ပေါ်ပေါ်နဲ့ကျွန်တော်တို့ဒီအိမ်စီလုပ်ငန်းသုံးလို့ရတယ်နှစ်မျိုးသုံးလို့ရမယ်ကားလေးတစ်စီးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ကိုရီးယား Honda Star Red 12ရောက်စီကားလေးဖြစ်ပါမယ်အခုကားလေးကကျွန်တော်တို့ဒီပေါ့နော်300ပေါ်ပေါ်လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်ဈေးနှုန်းလေးကိုလည်းတခြားလေးဒီဗီဒီယိုလေးထဲမှာရိုက်ပြပေးထားရပေါ့နော်12ရောက်စီကားလေးဖြစ်မယ်အိမ်သုံးမဲ့သူများအတွက်လည်းအဆင်ပြေတယ်ပေါ့နော်300ဝင်းရင်နဲ့မိသားစုများတဲ့သူများအတွက်လည်းအဆင်ပြေပါမယ်ကျွန်တော်အတွင်းကန်းလေးကိုအခုရိုက်ပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပေါ့နော်အရှိ dashboard ကစပြီးတော့ original dashboard ဖြစ်မယ်ကွဲတာပြဲတာလုံးဝမရှိပါဘူးကျွန်တော်အတွင်းကန်းဆိုရင်လည်းကျွန်တော်အနောက်စီလင်ပေါ့နော် original စီလင်ဖြစ်ပါမယ် original စီလင်ဖြစ်မယ်နောက်ပြီးတော့ကျွန်တော်ဒီအတွင်းကန်းရဲ့အောက်ကျန်းငင်းပေါ့နော် original ကျန်းငင်းဖြစ်မယ်အပေါ်စီလင်က original စီလင်ဖြစ်မယ်ဒါအပေါ်ကနေပြီးကျွန်တော်အုပ်ပြီးခင်းပေးထားတယ်ချီနင်းလေးဖြစ်မယ်ပေါ့နော်ဒီထိုင်ကုန်လေးဆိုရင်လည်းကျွန်တော်ရိုက်ပြပေးထားတဲ့အတိုင်းပေါ့နော်ဒီဗီဒီယိုလေးထဲမှာကားတစ်စီးရဲ့အသေးသေးကိုကျွန်တော်အသေးသေးလေးရိုက်ပြပေးထားပါတယ်တချို့နယ်ဝေးတဲ့လူတွေအတွက်ပေါ့နော်ဒီချာလေးကြည့်ပြီးတော့ကျွန်တော်ရွေးချယ်ဝယ်လို့ရပါတယ်အဲကွန်းကလည်းအနောက်ကောအရှိရောလုံးဝအေးစိတ်နေပါမယ်ကိုရီးယားကားဆိုတဲ့အတိုင်းပေါ့နော်ကိုရီးယားရောက်နေတဲ့ခံစားချက်နဲ့ကျွန်တော်အေးစိတ်နေမယ်အဲကွန်းကလည်းဒါအောက်ကပေါ့နော်ကျွန်တော်တဲကားလေးကလုံးဝ fitting ကြတဲ့တဲကားလေးပါအယိုးစစ်ဆိုရင်လည်းကျွန်တော်ဒီချာလေးရိုက်ပြပေးထားပါတယ်ဖြတ်ဆက်လုံးဝအတိုက်ခိုက်လုံးဝမရှိပါဘူးကျွန်တော်ဒါအနောက်ကနေရိုက်ပြပေးထားပါတော့ကျွန်တော်ဒီတာယာလေးတွေဆိုရင်လည်းကျွန်တော်တို့ဒီ 80% sorry 90% လောက်ထိကိုကောင်းတယ်ပေါ့နော်တာယာလေးလုံးစလုံးကောင်းပါတယ်ဒါအနောက်ကနေပြီးတော့ကျွန်တော်ဒီအပေါ်ကနေထပ်ခင်းထားတယ်ဒါအောက်ကဟိုစီလင်ပေါ့နော်အဲ့ဒီအောက်မှာ original စီလင်ထပ်ရှိပါသေးတယ်ဒါအနောက်ကနေရိုက်ပြပေးထားတယ်ကျွန်တော်တို့ဒီအပေါ်စီလင် original ပေါ့နော်လုံးဝဟိုတနက်ပြပြရှိမယ်ဒါဘယ်ဘက်ချမ်းအယိုးအစစ်အနောက်ပေါ့နော်ကျွန်တော်တခြားလေးရိုက်ပြပေးထားတယ်နောက်ပြီးတော့ဒါညာဘက်ကျန်အယိုးအစစ်အတိုက်ခိုက်မရှိဘူးဆိုတာလေးပေါ့နော်နောက်ကနေရိုက်ပြပေးထားတယ်အောက်ပိုင်းနေဆိုရင်လည်းကျွန်တော်တို့ဒီ frame ပေါ့နော်အခုရိုက်ပြပေးထားတဲ့အတိုင်းပဲစင်းလုံးကျော်လုံးဝနှစ်ဖက်လုံးဒီအတိုင်းဖြစ်မယ်ပေါ့နော်လုပ်ငန်းသုံးတဲ့လူတွေကြတချို့ frame ကြောက်တဲ့လူတွေအတွက်ကိုလည်းတခြားလေးရိုက်ပြပေးထားတာဖြစ်ပါတယ်ဒါကျွန်တော်ဆက်လေးနှိုးပြီးတော့အရှိခေါင်းကန်းရဲ့ဒါညာဘက်ချန်အတိုက်ခိုက်အယိုးစစ်လေးပြပေးထားတယ်ဒါကတော့ကျွန်တော်တို့ဒီအခိုးငွေလေးကိုစမ်းပြပေးမယ်ခဏနေဒါဘယ်ဘက်ချန်အတိုက်ခိုက်အယိုးစစ်ပေါ့နော်ဒီအရှိဆိုရင်လည်းကျွန်တော်တေချာလေးပေါ့နော်အတိုက်ခိုက်လေးတွေကိုတေချာပြပေးထားတယ်လုံးဝ original ဖြစ်မယ်ဒါအခိုးငွေလေးကိုကျွန်တော်စမ်းပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီကားတွေမှာပေါ့နော်တချို့မှုတ်တာတွေအင်ဂျင်ဝိုင်းအဆက်တွေမှုတ်တာတွေပါတယ်ကိုကျွန်တော်စမ်းပြပေးထားတာပေါ့နော်အဆက်နိုးပြီးတော့တေချာလေးစမ်းပြပေးကျွန်တော်လုံးဝမမှုတ်ပါဘူးဒါခိတ်တံပေါ့ဒါပင်မာကြီးပေါ့နော်ပင်မာကြီးလည်းအခိုးငွေလုံးဝကျွန်တော်ဒီအင်ဂျင်ဝိုင်းအဆက်တွေမှုတ်တာပါညာလုံးဝမရှိပါဘူးဟုတ်အခုကားလေးကတော့2000ခွန်မော်တယ်ကျွန်တော်ကားလေးဖြစ်မယ် CRDI manual ပေါ့နော်ဈေးနှုန်းလေးကတော့ကျွန်တော်325သိန်းကိုညှိနှိုင်းပြီးရောင်းချပေးပါမယ်အိမ်စီးကျင်တဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်လုပ်ငန်းသုံးမဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်300ပေါ်ပေါ်နဲ့ရမယ်ကားလေးတစ်စီးဖြစ်ပါတယ်ခင်ဗျာ